ကအော်တိုမပြူဘူးဆိုတဲ့သူတွေအတွက်ကနော်ကျွန်တော်တို့ဒီလက်အိတ်လေးတွေကိုတစ်ချက်ဝင်ပြီးလိုက်မယ်နော်ဝင်ပြီးပြီဆိုလို့မြင်ကျွန်တော်တို့ကဒီဘက်က globe ဆိုတဲ့တန်းလေးတွေဒီဘက်လေးဝါရောင်လေးတွေကိုပြန်ဝင်မယ်နော် globe ဆိုတဲ့လက်အိတ်လေးတွေကိုဝင်ပြီဆိုလို့မြင်ကျွန်တော်တို့ကအော်တိုပစ်တဲ့လက်အိတ်လေးတွေကပေါ်နားလေးမှာပြန်နော်ဒါနှစ်ခုပေါ့ဒီကောင်ကကျတော့ဂျမ်5000နဲ့နော်ဒီကောင်ကကျတော့ဂျမ်2000နဲ့ပါကျွန်တော်ယူထားတာကအခုဒီကောင်လေးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီကောင်လေးတွေကိုဝင်လိုက်မယ်နော်ဝင်လိုက်မယ်ဝင်ပြီဆိုလို့မြင်ကျွန်တော်တို့အကောင်လေးကဒီလိုအကွစ်ဆိုတာလေးပေါ်ရနော်အကောင်လေးကိုတစ်ချက်နှိပ်ပေးရပါမယ်နော်အကွစ်ဆိုတဲ့ဟာလေးကိုဒီကောင်လေးကိုနှိပ်ပေးမယ်နော်ခဏလေးစောင့်လိုက်မယ်နော်လိုင်းလေးရဲ့ဒီမှာနော်အဲ့လက်အိတ်မှာဓမိုးလေးအကွစ်ဆိုတာလေးစာလေးပေါ်သွားပြီဆိုလို့မြင်နော်အကွစ်ဆိုတဲ့ကျွန်တော်တို့လက်အိတ်မှာဒီစာလေးပေါ်သွားပြီဆိုလို့မြင်ဒါလက်အိတ်ကအောင်မြင်စွာတက်ဆင်ပြီးပါပြီနော်ဒါဆိုလို့မြင်လက်အိတ်လေးကအော်တိုသူ့ဘက်သူပြစ်ပါလိမ့်မယ်ဒါဆိုလို့မြင်လက်အိတ်လေးကနော်အော်တိုမပြူးဆိုတဲ့သူတွေအတွက်ဒါလေးလုတ်ပြပေးတာပါဒီတန်းလေးလိုက်လို့ကြည့်ကြပါနော်စင်ပြေကြပါသေးအားလုံး